နိုးကင်ဘလောက်ပေးရမလဲအမရယ်နော်တနေ့မပြီးတော့ဘူးနော်ဒါကြီးပဲဒီနိုးကိစ္စမပြီးတော့နိုးကင်ချင်တယ်နိုးပြနိုးဆိုချင်တယ်နိုးရောင်းတာလားနော် Nice ဖုန်းထက်နိုးကိုစိတ်ဝင်စားတယ်ဒါကြီးပဲအမှောင်လောကတွေထွက်ကြအောင်နော် ဟဲ့အောင်ဓာတ်ပုံရိုက်နေလေမင်းတို့တယ်ဘာလို့စွတ်စွတ်ကြီးလုံနေတာတော့ ဟာဟဲ့အောင်ရနောက်မှစာရေးထားတယ်ကွာကားမဲရဦးတယ် မင်းအိမ်ကလည်းချင်းကြိုက်လိုက်တာကွာဖေဖေကလည်းငါ့အိမ်မှာဘာချင်းမှမရှိဘူးမှုသူကရုပ်ချောတဲ့ကောင်တွေကိုပဲကြိုက်တာအိုးအဲ့ဒါဘာဖြစ်လဲငါချင်းကြိုက်လို့ဝါရောက်မင်းနေစရောက်ရောက်တော့ရောက်ပါရောက်ငါစိတ်ဖြစ်သွားဖြစ်ပဲတော့စိတ်ဖြစ်သွားပြီဆိုတော့တစ်ခွက်တော့တောက်ငါကျမ်းမိုင်နဲ့ညညောနှစ်ခွက်မှရတယ်ဟာဟုတ်လားဖေအောင်နေဟာဝါတာတာနဲ့ဘာလုံးနေမှလည်းမသိဘူးဖေအောင်လုံးဖေးရဖေအောင်လုံးဖေးရဖေအောင်စက်တိတာဟေးဟာကောင်နေရကွာမလို့ကောင်နေရငါလည်းလုံးမယ်နည်းနည်းစားလေတကယ်ရှင်းလာအောင်မလေးနည်းနည်းစားလေနည်းနည်းစားလို့နည်းနည်းစားလို့တကယ်ရှင်းလာအောင်မယ်လို့ရောဟဲ့ဒီမှာနင်ကငါနဲ့လမ်းခွဲမယ် ဟာဘာလို့လဲ နင့်အရေးကပြောနင်ကဖင်မဲကြီးတဲ့ ဟွာလေးဒါနဲ့တခြားဟာရောပြောလိုက်ပြီလား စားရတော့မပြောဘူးငါဘာငါပဲတွေးလိုက်တော့မယ်